ငါမိမလက်ရဝတ်သားတုပ်လေးမစားရတာကြပြီဆိုတော့လေမမကြီးတယောက်ကယောက်ျားစားခြင်းနဲ့ဆိုတော့လည်းချက်ချင်းလက်ဆွမ်းပြရတာပေါ့ရှင်ကဲဝတ်သားလေးတွေကိုတော့မမကြီးကသုံးထပ်သားလေးသုံးထားပါတယ်ရှင်ကျမမျိုးသားလေးကလေအစီကိုပို့ကြိုက်တယ်ပေါ့နော်သုံးထပ်သားလေးကိုသုံးထားတယ်တွတ်ဖြူလေးနဲ့သူ့ဝတ်သားလေးကိုပြုတ်ပြီးထားလိုက်ပါမယ်ရှင်နူးအီနေအောင်ပြုတ်လိုက်ပါမယ်နော်ဝတ်သားလေးကိုအေးခန့်ထားလိုက်ပါမယ်အဲ့ဒီချိန်မှာခင်းညင်သီးလေးမဲ့စက်သွန်လှီးမဲ့တခွားသီးလေးလှီးလိုက်ပါတယ်တခွားသီးလေးတောင်မေ့ပြီးမြိုက်ထားမိလို့ပါနော်ဝတ်သားလေးတို့လည်းအေးတော့ပြီဆိုလို့ရှင်တော့ပပလေးကြီးလှီးထားလိုက်ပါမယ်ရှင်ပြီးရင်တော့စတုပ်ပါတော့မယ်အချုံငန်နီနဲ့တော့မမကြီးကစက်သားမုတ်ထည့်တယ်အချုံမုတ်ထည့်တယ်ငပြားကြီးအနှင်းငယ်ထည့်တယ်ငရုတ်သီးမုတ်ပဲမုတ်တို့ကိုထည့်ပြီးတော့အသုံးပြုထားပါတယ်ရှင်ပြီးရင်တော့စက်သွန်ဖြူစီဂျယ်လေးထည့်လိုက်တယ်ပြီးရင်ဆော့လေးအနှင်းငယ်ထည့်တယ်တမယာချင်းလေးညှစ်ပြီးတော့သူ့တုပ်မှာပဲဖြစ်ပါတယ်ရှင်ကဲဒါလေးကတော့မမရဲ့မျိုးသားလေးကြာရေးဝတ်သားတုပ်လေးပဲဖြစ်ပါရဲ့နော်သူ့မကြခဏတော့တုပ်ပေးလေးရှိပါတယ်ဒါကတော့နည်းနည်းကြာသွားပြီအဲ့ဒါကြောင့်သူစားခြင်းနဲ့လူတောင်းတာနဲ့မမကြီးကချက်ချင်းတုပ်ပေးဖြစ်တာလေးပဲဖြစ်ပါတယ်ရှင်ကဲဒါလေးကိုထမင်းဖြူလေးနဲ့စားမှာပဲဖြစ်ပါရဲ့နော်